Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချင်းမိုင်မှာရှိတဲ့ Golden Gate ဆိုတဲ့ဆိုင်လေးကိုနေ့လည်စာသွားစားတဲ့ blog လေးကိုတင်လိုက်ပါတယ်ကျွန်တော်ကတော့ငဖဲချက်စားတာဖြစ်ပြီးတော့အခန်းပေါ်ကကြတော့ဒီပစွန်စိတ်ကြော်လေးကိုစားတာပါဒီဝတာတို့ကလည်းဆိုင်နေထဲမှာရှိနေတာမို့လို့သူကကြတော့ဒီ16ချောင်းကို45ဘတ်ကြားခဲ့တာပေါ့နော်တစ်ချောင်းချင်းယူမယ်ဆိုရင်တော့သူကတစ်ချောင်းကို3ဘတ်ပါနောက်ထပ်ပြီးတော့ဒီထမင်းဆိုင်ကနေပြီးတော့တိုးမြုပ်နဲ့ငပိရည်လေးပါယူထားလိုက်ပါသေးတယ်ကျွန်တော်ရဲ့ငဖဲချက်က55ဘတ်ကြားခဲ့တာဖြစ်ပြီးတော့တငယ်ချင်းရဲ့ဒီပစွန်လေးကတော့ဘတ်50ပဲကြားခဲ့ပါတယ်55ဘတ်ဆိုရင်တော့ဒီ9000လောက်တော့ရှိမှာပေါ့နော်ကျောင်းကတငယ်ချင်းကဒီငဖဲလေးကကောင်းတယ်ဆိုလို့လာပြီးတော့စားကြည့်တာပေါ့နော်အဲ့ချိန်မှာဒီဝတာတို့ထိုးလည်းရှိနေတာနဲ့မို့လို့ဝယ်ပြီးတော့စားပြတ်သွားတာပါဒီဝတာတို့ထိုးကလည်းဒီတစ်ချောင်းကို3ဘတ်ဆိုတော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်400လောက်ပေါ့နော်ကျွန်တော်တော့ဒီပထမဦးဆုံးအလုပ်အနေနဲ့ကငဖဲချိုချက်တဲမှာပါတယ်ဒီခဲညင်တီအဖက်ကလေးတွေအနစ်ကလေးတွေနဲ့စားလိုက်ပါတယ်အတူမြုပ်ကလည်းဒီကိုကြိုက်တာလေးယူလို့ရတာဖြစ်ပြီးတော့ကျွန်တော်ကတော့ဒီခါကျုပ်လေးရဲ့သခွားသီးလေးရဲ့ယူခဲ့လိုက်ပါတယ်ငပိရည်လေးနဲ့တော့နည်းနည်းတို့စားရင်ကောင်းတာပေါ့နော်တငယ်ချင်းကဒီသူ့ရဲ့ပစွန်စိတ်ကြော်လေးပေါ့နော်အဲ့ဒါလေးကို share ပြီးတော့ကြွေးကြည့်တာသူ့ဟာလေးလည်းစားလို့ကောင်းပါတယ်ကျွန်တော်ရဲ့ဒီငဖဲကြော်ချက်လေးကလည်းစားလိုက်တယ်ဆိုရင်သူကထုတ်လေးနဲ့စီစီပိုင်လေးဖြစ်နေတဲ့အရာသာလေးရပါတယ်ငဖဲကြော်ချက်ကလည်းဒီမြန်မာလူမျိုးချက်ထားတာဖြစ်ပြီးတော့သူကအလိုစီပါတယ်ပေါ့နော်အလိုမျိုးမြန်မာဟင်းတွေကလည်းအလိုစီပြန်တယ်စီပါတယ်အလိုမျိုးရတာမျိုးရပါတယ်ကျွန်တော်လည်းဒီဗမာကြီးဖြစ်တဲ့အခါကျတော့စားလို့ကောင်းတယ်ပေါ့နော်ကြိုက်လဲကြိုက်ပါတယ်ငပိရည်တွေကအလိုမျိုးငရုတ်တီးတို့ဘာလို့အလိုအနစ်ကလေးနဲ့ငဖဲကြော်လုံးလေးနဲ့စားရလဲတကယ်ကောင်းပါတယ်ငဖဲကြော်ကကြတော့ဒီဘယ်လိုပြောရမလဲအလိုစီးရလဲပါတယ်လုံးတာလဲပါတယ်ပေါ့နော်ကျွန်တော်ရောဒီဇွန်နဲ့ဖဲ့ကြည့်တာကိုမှဒီဘယ်လိုပြောမလဲ cloud တအားမြည်နေရတယ်မလို့ခရင်နဲ့ပဲထိုးပြီးတော့စားလိုက်တာပို့ပြီးတော့အဆင်ပြေသွားပါတယ်ဆိုင်တီနီယာလေးကကြတော့စုတက်ထဲမှာရှိတာဖြစ်ပြီးတော့သူကနမန်နဲ့အလွန်ပြီးရင်လည်းဒီ CMU နဲ့ဆိုရင်တော့နီးတယ်ပေါ့နော်ဒါကတော့ဒီဝက်နှစ်ရွက်လေးပေါ့နော်သူလဲစားလို့ကောင်းပါတယ်တငယ်ချင်းပြောတာကကြတော့ဒီကတုတ်ထိုးကဒီတခြားတုတ်ထိုးထက်စားရင်တော့ကြီးရလို့တော့တငယ်ချင်းကပြောပါတယ်ဒီကျွန်တော်ကကြတော့ဒီမြန်မာပြည်ကနေပေါ်ထွက်လာပြီးကလေးကဒီတုတ်ထိုးမစားရလဲကြာပြီဆိုတော့ဒီတခြားဆိုင်ရဲ့အရွယ်စားကိုမသိလို့ပေါ့နော်ထမင်းလိုက်ပွဲလေးယူလိုက်တာဒီလိုမျိုးအနစ်ကလေးလက်ဆန့်ပေးရပေါ့နော်ဒီထမင်းလိုက်ပွဲယူရလားဆိုရင်အနစ်ကလေးဆန့်နေဆိုတော့ဒီတက္ကသိုလ်ဘဝလေးပေါ့နော်တက္ကသိုလ်ကျောင်းလေးကိုတောင်တတိယပါသေးတယ်ဒီကျွန်တော်တို့တက္ကသိုလ်တော့ကဆိုရင်တော့ဘာယူထမင်းယူရလားဆိုရင်ဟိုနှစ်ဆန်းဒီနှစ်ဆန်းအဲ့လိုမျိုးလေးရှိခဲ့လို့ပါပြီးရင်လည်းဒီဆိုင်ရဲ့အခြေအနေလေးကကြတော့သူကဘယ်လိုပြောရမလဲဆိုင်နေအားလုံးစုဖွင့်ထားတဲ့နေရာလေးပဲပေါ့နော်ဒီကျွန်တော်ဆိုရင်ဒီဘေးဘက်ဆုံမှာကြတော့ဒီ Golden Gate ဆိုတဲ့ဒီထမင်းဆိုင်ရှိတာဖြစ်ပြီးတော့အဲ့ထမင်းဆိုင်မှာဆိုရင်လည်းဒီမိုဟင်းငါတို့ဘာညာကွကွာတို့ထပ်ပြီးတော့ဒီနန်းချီတုံးတို့အုံနှုတ်ခောက်ဆွဲတို့အဲ့လိုမျိုးရာသေးတယ်ထင်တယ်ပေါ့နော်ပြီးရင်လည်းဒီသူ့ဆိုင်ရဲ့ဘေးမှာကြတော့ဒီအီချာကွေးတို့ပလာတာတို့စမူစာတို့အဲ့လိုမျိုးရှိတဲ့ဆိုင်ပါအဲ့ဒီနှစ်ဆိုင်ရဲ့ဘေးကကြတော့လေဝါတာတို့ဆိုင်ရှိနေတာပေါ့နော်ပြီးရင်လည်းဒီတခြားဒီအေးဆိုင်လေးတို့ကော်ဖီဆိုင်လေးတွေလားမသိဘူးအဲ့လိုမျိုးရှိသေးတယ်ပေါ့နော်သူကအကုန်လုံးကိုပေါင်းပြီးတော့ပဲဒီဝင်းကြီးထဲမှာဖွင့်ထားတဲ့နေရာမျိုးပါပြီးရင်နောက်ထပ်တစ်ချက်လေးကကြတော့ဒီကိုစားရလားဆိုရင်ဒီငွေကိုင်အမားကြီးတယောက်ကိုပဲပတ်စံစုပြီးတော့ရှင်းလိုက်ရတာပေါ့နော်ဒီဆိုင်နဲ့တော့တိုက်ရိုက်မရှင်းရပါဘူးကျွန်တော်တော့ဒီစားနေရင်တောက်နေရင်နဲ့ကိုပဲဒီကျွန်တော်ရဲ့ဥတွေပေါ့နော်ဒီကျွန်တော်ကဒီဝတ်သားတို့ကိုဥခွဲတွေယူထားတာကိုမှဥခွဲတွေပျောက်သွားတဲ့ကိစ္စလေးဖြစ်ခဲ့တာပေါ့နော်အဲ့လိုမျိုးဆိုရင်အဲ့အခန်းပေါ်ကဘယ်လိုပြောရမလဲဘလို့တိသွားဘလို့စားလိုက်မှန်းကိုမသိဘူးပျောက်သွားပါနော်ပျောက်ချင်းမလားပျောက်သွားလို့ဒါကတော့ပြဿနာရှားနေတာပါအခုစားရမှာကတော့ဒီနှလုံးလေးပေါ့နော်ဒီနှလုံးလေးလည်းမစိုးပါဘူးစားလို့ကောင်းပါတယ်ဝတာတို့ထိုးကတော့ဒီစားလို့လည်းကောင်းပါတယ်ဒီမစားတာကြာပြီဆိုတော့တကယ်လည်းကောင်းတယ်ပေါ့နော်ဒီဟင်းရီကကြတော့ဒီမြန်မာပြည်ကလိုမျိုးစစ်အရသာမျိုးတော့မဟုတ်ဘဲနဲ့နည်းနည်းလေး
ရင်ပါနေရပေါ့နော်ရင်ကြီးနေတဲ့အရာသားလေးတော့ရပါတယ်ဒီမြန်မာပြည်ကဆိုရင်တော့အရန်ကိုပဲရိုင်းဆိုင်တဲ့အရာသားတွေအဲ့လိုမျိုးအရန်ကိုပြင်းထန်တဲ့အရာသားတွေရတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီမှာကျတော့နည်းနည်းထိုင်းကိစ္စလေးနည်းနည်းပါခဲ့တဲ့ခါကျတော့ဒီနည်းနည်းချိုတဲ့အရာသားလေးလည်းရတယ်ပြီးတော့နည်းနည်းရင်ပါနေတဲ့အရာသားလေးပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးထင်ပါတယ်တောက်လို့တော့ကောင်းတယ်ဒီကျွန်တော်လည်းကြိုက်တယ်ပေါ့နော်ဒီထိုင်းမှာဆိုရင်ဘယ်လိုပြောရမလဲအဲ့လိုဟင်းတစ်မျိုးပဲပေါ့နော်ဒီဝတ်သားရဲ့ပြီးရင်လည်းဒီကြက်ဥရလားမသိဘူးပါနေတဲ့အလိုဟင်းယုံမျိုးလိုဒီစတူးလိုမျိုးအဲ့လိုမျိုးအရသာလေးနည်းနည်းလေးရခဲ့တာပေါ့နော်အဲ့ဒါကြောင့်မို့ပါအဲ့ဒါလည်းကောင်းပါတယ်အားလုံးကိုခြုံပြောရမယ်ဆိုရင်တော့ဒီငဖဲချက်လေးကတော့တော်တော်ကိုစားလို့ကောင်းခဲ့ပါတယ်ပြီးရင်လည်းဒီဝါတာတို့ထူလေးလည်းမဆိုးဘူးတန်လဲတန်တယ်စားရတာလည်းအဆင်ပြေပါတယ်အခုလိုကျွန်တော်ရဲ့နေ့လည်စာဘလော့လေးကိုအဆုံးထိကြည့်ပေးလို့တိုးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲ connect ပါနော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲ bye bye ပါ